皆さんအားလုံးပဲမင်္ဂလာပါခုရောက်ရှိနေတဲ့နေရာလေးကတော့ရှီရိုယာမပန်းချံဒီမြို့ရဲ့အပေါ် view ပေါ့နော် view point area လေးကနေပြီးတော့နောက်ကဆာကူရာကြီးမှာမီတောင်ရဲ့ပြီးလို့ရှိရင်ဒီအောက်ကခါကိုရှိမမြို့ရဲ့ဟိုအပေါ်စီကနေမြင်ရတဲ့ view လေးပဲဖြစ်ပါတယ်။ရာဒီ really ကလည်းအရန်ကိုကြည်လင်ပြီးတော့ကောင်းကင်လေးကလည်းအရန်ကိုပြလဲပြီးတော့ပေါ့နော်တိမ်ဖြူဖြူလေးတွေလည်းလွန့်နေရပေါ့နော်ရှုခင်းလေးကလည်းအရန်ကိုလာနေလို့ပါ With a notebook and a grin, she's chasing skies I've never named while I stay in my lane. ရတော့ရခဲ့ဖူးဖူးရဆိုမီကိုတုံးချပြီးတော့ဒီခါကိုရှိမရဲ့နမီကြီးရဲ့နေရာတွေပေါ့နော်။တွားရောက်လေးလာမယ်ဆိုပြီးတော့ရှီရိုယာမပန်းချံကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။ကြည့်ပါဦး။တစ်ပင်ကိုတကယ်တက်တန်းကြားတဲ့တစ်ပင်အိုကြီးတွေပေါ့နော်။ခါကိုရှိမကဒီလိုမျိုးတဘာဝအလှအပတွေနဲ့ပြီးတော့သူကတမိုင်းဝင်နေရာတွေ historical site point နေနမီကြီးရဲ့နေရာပဲဖြစ်ပါတယ်။ Inside, if I don't ask your name today, I may never get the chance. ကြည့်ပါဦးဒီလေးကိုတကယ်အကြီးကြီးကိုတော့ဘာတိမှမသိဘူးတွားလေလီမော်တီလိုလိုရှောက်တီလိုလိုလေးဖြစ်နေတာအုံဆိုင်နေရပဲတကယ်ကိုတောနက်နက်ထဲရောက်နေတယ်လို့ပဲလူကတော့နည်းနည်းအလားကျဲတယ်ပေါ့နော်အလားကျဲတယ်ပဲပြောရမှာပေါ့လမ်းမှာတော့တယောက်စားနှစ်ယောက်စားအဲ့လိုမျိုးနိုင်ငံသားတွေနဲ့သူတို့ဂျပန်တွေလာပြီးတော့လေးလာတယ်အပန်းဖြေလာတယ်ဆိုတာမျိုးတွေရှိရယ်ကွာဒါပေမဲ့ဒီနေ့ကခုမှ29ရက်နေ့ပဲရှိတဲ့အကြောင်းမလို့တချို့အလုပ်တွေဆိုမပိတ်သေးဘူးပေါ့နော်ကိုကြောက်တဲ့တဘာဝတရားကြီးကိုလေအဲ့လိုမျိုးကြည့်ပြီးတော့ပျော်ရတာအောင်အားမရအောင်မိနာဆန်တို့ကိုလည်းကြည့်ပြီးတော့အဲ့လိုမျိုးကိုနဲ့အတူတူလိုက်ပြီးတော့ပျော်စေချင်တာကြည်နူးစေချင်တာပေါ့နော် ဒါကတော့တော့နဲ့ဆန်ဆန်လမ်းလေးဘယ်လိုရောက်မလဲတော့ကိုလည်းမသိဘူးလမ်းရှိလို့လမ်းတွေးလို့တက်လာလိုက်တာပေါ့နော်လူလည်းတယောက်မှမရှိဘူးနည်းနည်းတော့လမ်းဒီမှာဆင်းတဲ့လေကားလေးလည်းတွေ့ပြန်ပြီဟိုမှာတော့လမ်းလေးဆင်းကြည့်မယ်ပေါ့နော်ချစ်စရာလမ်းလေးကိုကမြန်မာနိုင်ငံမှာနေကြတဲ့ကလေအဲ့လိုမျိုးတဘာဝတောတောင်တွေကိုအရန်ကြိုက်ခဲ့တဲ့လူမျိုးဆိုတော့ဒီကြတော့လေလူတဘာဝရမ်းဆန်တဲ့နေရာတွေပဲစိတ်ရမ်းဝင်စားရပေါ့နော်ဟိုလိုမျိုးတက်တန်းကြတဲ့တပင်ကြီးတွေရှိတဲ့နေရာရမ်းလာတဲ့ပန်းတွေရှိတဲ့နေရာတွေပြီးလို့ရှိရင်ကောင်းကင်ပြပြတိမ်ဖြူဖြူပင်လေပြပြအဲ့လိုတွေရမ်းကြိုက်တယ်ပေါ့မိုးလေးကနည်းနည်းပြန်အောင်သွားရင်ပေါ့နော်လုံးဝစိတ်ငြိမ်ရက်ဝင်လေးစိတ်ငြိမ်လမ်းလေးတကယ်ကိုအေးအေးဆေးဆေးနဲ့လာရောက်ပြီးစိတ်အပန်းဖြည့်ခြင်းတဲ့လူတွေကတောင်တက်ရင်းနဲ့ပေါ့နော်ခန္ဓာကိုယ် exercise လည်းရတယ်လို့မျိုးစိတ်လည်းအပန်းဖြည့်ရဲစိတ်ငြိမ်တဲ့နေရာလေးပါဟောဒီမှာဗျာဟောသူတကောင်နဲ့မကဘူးဒီမှာအုပ်လိုက်လေးချစ်စရာလေးဟိုးဖြူနေမဲမဲလေးစားတာအကြီးကြီးပဲရောချစ်စရာလေးတကယ်ညောင်ချာ咪咪咪こっち見て咪咪咪咪ဒီဘောနော်ဂျပန်ကကြောင်ဆိုဂျပန်စားပဲနားလိမ့်မယ်တင်လို့အော်ကောင်းထောင်ကြီးဝတ်တင်ရပဲサミキほら食べてみて私も同じ食べてみて美味しいよいい子だねよく食べる何でも食べるじゃんよく食べるじゃん
こんにちは。そう、かわいい。かわいい。食べてみて、ほら。こっちに登って。みみみみ。美味しいよ。嘘。美味しくない。猫ちゃん、さよなら。ကဲကိုကတော့စားလုံးမယ်ဆိုပြီးတော့ထိုင်ပြီးတော့ကြောင်နေနဲ့စကားပြောပြီးတော့ပြန်ပါပြီအေးတာနဲ့လိုင်းချောင်းနေတော့ကတော့ရာသီဥတုအရင်မကြည့်တာပဲမယ်ထိုင်လိုက်တဲ့အချိန်မှာကျတော့အေးစင်းစိန်ကြီးဖြစ်လာပါတော့အဲ့ဒါနဲ့3နာရီအချိန်က3နာရီထိုးပါပြီဒီတပည့်ကြီးရင်သဘောကျတယ် ဝါမိုးကလည်းနည်းနည်းထက်အုပ်သွားပြန်ပြီဒီလားမြင်ကြည့်ပဲကြည့်ကြည့်ပဲဒါတပင်းရဲ့နာမည်လားမသိဘူး Afraid of fate if I don't take that step today you'll vanish with the train and I'll never see your smile again ဒါတော့ညနေစီးစားအလှလေးပေါ့နော်ညနေ3နာရီလဲခွဲပြီးဆိုတော့ပြန်มาတော့မယ် နခင်စောကြီးကလေးကစာကြည့်ဖို့ဆိုပြီးထွက်လာလိုက်တာစာမကြည့်ပဲနဲ့မြို့ထဲမှာပတ်လန်းလျှောက်တောင်တက်ရှုခင်းကြည့် view ကြည့်ကြောင်နေတဲ့စကားပြောပြန်ပါပြီစာတီရရရှယ်ကိုလှတာဗျာ If I don't ask your name today I may never get the chance to walk beside your ကဲဒါဆိုရင်တော့တကူရောလည်းထပ်တဲ့ဗီဒီယိုလေးကဒီမှာနေပြပါပြီအားလုံးပဲတက်တာပါ